အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကရန်ကုန်မြို့ဒုဝနကွင်းကြီးမှာကျင်းပနေတဲ့အသက်18နှစ်အောင်အာရှဖလား80ပွဲစဉ်တွေကအုပ်စုတက်ရေးအစိုးအဖြတ်ဖြစ်မဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာယူဆက်ခွန်အသင်းနဲ့အိုမန်ယူဆက်ခွန်အသင်းတို့ရဲ့ပွဲစဉ်ကိုတွားရောက်ကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်အင်ချင်းမြန်မာယူဆက်ခွန်အသင်းကအုပ်စုတွင်ပွဲစဉ်တွေဖြစ်တဲ့အာဖဂန်နစ္စတန်ယူဆက်ခွန်အသင်းနဲ့နီပေါယူဆက်ခွန်အသင်းတို့ကိုအနိုင်ယူထားပြီးတော့ရမတ်ရှောက်မတ်နဲ့အုပ်စုဒုတိယနေရာမှာရပ်တည်နေပြီးအိုမန်ယူဆက်ခွန်အသင်းကတော့စီးရီးယားယူဆက်ခွန်အသင်းနဲ့နီပေါယူဆက်ခွန်အသင်းတို့ကိုအနိုင်ယူထားက6กว่าရှားချက်နဲ့အုပ်စုပထမနေရာမှာရရှိနေပါတယ်ဒီနေ့ပွဲစဉ်ဟာအုပ်စုရဲ့ထိပ်ပိုင်း2သင်းအားပြိုင်ကြမှာဖြစ်တယ်လို့ဒီပွဲကိုအနိုင်ရရှိခဲ့တဲ့သူဟာ2026ခုနှစ်ဆော်ဒီမြေမှာကျင်းပမယ်အသက်18နှစ်အောက်အာရှဖလားပွဲစဉ်ကိုတွားရောက်ရှင်ပြိုင်ဖို့အတွက်အခွင့်အရေးပိုများတော်မှာဖြစ်တဲ့အတွက်အမားမခံနိုင်တဲ့ဒီကုံရီကန်ရှင်ပြိုင်ကြမယ့်ပွဲစဉ်တွေဖြစ်ပါတယ်ပွဲစတယ်ဆိုတာနဲ့နှစ်သင်းစလုံးကအကြိတ်အနယ်ရှင်ပြိုင်ကစားခဲ့တာကိုတွေ့ရပြီးမြန်မာယူဆက်ခွန်အသင်းကတော့ဘောလုံးပိုင်ဆိုင်မှုကိုအာယုံမဆိုင်ဖဲခန်းစစ်ပိုင်းကိုလုံခြုံအောင်တေချာဂယူးဆိုင်ပြီးကစားခဲ့တာကိုတွေ့ရပါတယ်။ဒါပြင်မြန်မာယူဆက်ခွန်အသင်းကတံပြန်တိုက်စစ်ကိုအသုံးပြုပြီးတော့ဥဆောင်ဂိုးတွေရရှိဖို့ကြိုးစားခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။အိုမန်ယူဆက်ခွန်အသင်းကတော့သူတို့အသင်းရဲ့အားသာချက်ဖြစ်တဲ့အမြင့်ဘောကန်ချက်တွေကိုအသုံးချပြီးထောက်ကန်ဘောနဲ့ဆက်ပီတွေကနေတဆင်ဥဆောင်ကိုရရှိဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုကြိုးစားခဲ့တာတွေကိုမြန်မာယူဆက်ခွန်အသင်းရဲ့နောက်တန်းကတေရှာစနစ်ကျတားဆီးပြီးကာကွယ်နိုင်ခဲ့တာကြောင့်ပထမပိုင်းမှာတော့နှစ်သင်းစလုံးဟာဂိုးသွင်းယူနိုင်စွမ်းမရှိဘဲနဲ့ဂိုးမရှိတည်ရလက်နဲ့သာပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့နှစ်သင်းစလုံးကဥဆောင်ကိုရရှိဖို့အတွက်အပြင်းထန်ကြိုးစားခဲ့ကြတာကိုတွေ့ရပါတယ်။ပွဲကစားချိန်62မိနစ်မှာမြန်မာယူဆက်ခွန်အသင်းကဥဆောင်ကိုစတင်ပြီးတော့ရရှိခဲ့ပါတယ်။ဒီဂိုးကိုတော့မြန်မာယူဆက်ခွန်အသင်းရဲ့အသင်းကောင်းဆောင်အောင်တီဟာကလှပတဲ့အဝေးကန်ချက်နဲ့ကန်သွင်းကရယူခဲ့တာပဲဖြစ်ပါတယ်။
ဥဆောင်ကိုခွင့်ပြုပေးခဲ့ရပြီးတဲ့နောက်မှာအိုမန်အသင်းကရှေဘာကိုရရှိဖို့အတွက်အသေးအတန်စူးစမ်းပြီးတိုက်စစ်ဆင်ကစားခဲ့တော့လေအလုံးမဖြစ်ဖဲနဲ့အမားတွေအများကြီးရှိခဲ့ကပွဲကစားချိန်66မိနစ်မှာပဲမြန်မာယူဆက်ကွန်အသင်းကိုဒုတိယကိုထပ်မံပြီးတော့ခွင့်ပြုပေးခဲ့ရပါတယ်ဒီကိုတော့မြန်မာယူဆက်ကွန်အသင်းရဲ့တိုက်စစ်မှုညီညီတန့်ကခေါင်းတိုက်ပြီးတော့သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်ဥဆောင်ကို2ဂိုးရရှိပြီးတဲ့နောက်မှာတော့မြန်မာအသင်းကဂိုးမပေးရရေးနဲ့အနိုင်ရလက်ကိုထိန်းဖို့အတွက်ကစားပုံကိုရှော့ချကခံစစ်ကိုအားပြုပြီးတော့ကစားခဲ့ပါတယ်ဒါကြောင့်ပွဲပြီးဆုံးချိန်မှာတော့မြန်မာယူဆက်ကွန်အသင်းကအိုမန်ယူဆက်ကွန်အသင်းကို2ဂိုးဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီနေ့ပွဲမှာအနိုင်ရရှိခဲ့တာကြောင့်မြန်မာယူဆက်ခွန်အသင်းဟာနိုဝင်ဘာလ30ရက်နေ့မှာရှင်ပြိုင်ကစားမယ်စီးရီးယားယူဆက်ခွန်အသင်းနဲ့ပွဲစဉ်မှာတည်ရလက်ရရှိရုံနဲ့တင်2026ဆော်ဒီမြေမှာကျင်းပမယ်အသက်18နှစ်အောက်အာရှဗလားရှေ့စစ်ပွဲကိုတွားရောက်ရှင်ပြိုင်ပြီးတော့ကစားရတော့မှာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီနေ့ပွဲနိုင်ပွဲကြောင့်မြန်မာဘောလုံးပရိသတ်တစ်ခုလုံးဂုဏ်ယူဝမ်းမြောက်နေကြမှာတော့အမှန်ပါပဲ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။